ဘရိုတို့ဖြစ်နေကြတဲ့မင်းများနေကြတဲ့ဂိမ်းစောင်းတန်ထဲနေကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်အရင်ဆုံးဒီဘောက်ဆွဲရတယ်ဆိုပြီးဒီမှာ music ဆိုတာရှိတယ် music ဆိုတာကိုချက်နှိပ်ပေးမယ်နှိပ်ပြီးပြင်အပေါ်ဆုံးမှာနှိပ်ပြီးလိုက်မယ်ပလီယာစောင်းတန်အဲ့လိုအဲ့မျိုးဘာတွေအမှတ်ချက်ရမယ်ဆိုရင်ထုတ်ပြီးဘရိုထဲကျင်တဲ့ဥစ္စာဒါထဲကျင်နေတာနဲ့ဒါထဲကျင်နေဆိုရင်အမှန်ချစ်လေးနှိပ်ပြီးလိုက်ပြီးမှ okay လေးဆိုတာရှိတယ် okay နှိပ်ပြီးလိုက်ပြီးတစ်ချက်ထွက်လာဘရိုတို့မှာဂိမ်းတန်မှာစောင်းတန်မပေါ်ဘူးပေါ့နော်ဒီလိုအတန်မကြားဘူးပေါ့ဒီမှာအဆင်မပြေဘူးဆိုကျွန်တော်စတင်ထဲမှာဖွင့်စရာတခုရှိလို့ပါကျွန်တော်တက်သွားလာမယ်ပြီးစတင်ထဲဝင်လာမယ်ပြီးစောင်းတန်နှိပ်ပြီးလိုက်မယ်ဒီမှာပေါ့နော်ဖွင့်ပြရမယ့်ဟာကြတော့ဒီဥစ္စာပေါ့နော်အဲ့ဒါဖွင့်ပြီးရပါပြီအဲ့ဒါဖွင့်ပြီးတော့ဒီဥစ္စာလေးအဲ့ဆိုရပါပြီဒါတွေသုံးနေတယ်ဆိုတော့ဒါစောင်းတန်တွေပါတော့ဒါတွေသုံးနေတယ်ဆိုတော့ချဲ့ပြီးလိုက်ပါဒါဖွင့်ပြီးဒါတွေလည်းဖွင့်တာပဲပေါ့နော်အဲ့ဒါဂိမ်းတန်တွေဘရိုတော့အကူကြီးဖြစ်ဗီဒီယိုလေးကို like and follow နဲ့ကူညီခဲ့ကြပါအောင်တာကြီးတို့ရေ